ခွေးကြီးတကောင်ရုတ်တရက်ထွက်ပေါ်လာတယ်ခွေးကြီးတွေကလက်ကီကိုမြင်ပြီးတော့ဟိန်းနေတယ်ဟာဘယ်ကခွေးကြီးလဲကွငပင်ကဒုတ်ကိုကောက်ကင်လိုက်တယ်အမလီငါကြောက်တယ်နော်ခွေးကခရိုင်စိတ်တော့ရမှာခွေးပုံကယူနေရပုံတော့မပေါ်ပါဘူးဟဲ့ခွေးရဟောင်းနေတော့လက်ကီကကြောက်နေပြီမဲ့နောက်မဆုတ်ပဲအတန်ကျကျဟောင်းလိုက်တယ်အဲ့ဒီအချိန်မှာခွေးရရုတ်တရက်လက်ကီစီခုံဝင်လိုက်တော့လက်ကီကနောက်ကိုအလေးကျသွားတယ်ဟာလက်ကီရွာတိတ်ကအမိုက်ပုံကိုအမိုက်ဖြစ်ဖို့အတွက်ဖိုတူတယောက်ထွက်လာခဲ့ပါတယ်အမိုက်ပြခဲ့ပြီးလက်အတွက်မှာခွေးလေးညီးတန်ကိုကြားလိုက်ရတယ်ဟာခွေးလေးတစ်ကောင်ပါလားချစ်စရာအိမ်မွေးခွေးလေးတစ်ကောင်ကအမိုက်ပုံသားမှာတုံနေရှာပါတယ်ခွေးလေးကိုမြင်တော့ဖိုတူကတနာသွားတယ်ဘသူခွေးလေးလည်းမသိဘူးလောလောဆယ်တော့တခြားခွေးကြီးတွေမကိုက်အောင်ငါခေါ်သွားမှာဖြစ်မယ်ဖိုတူကခွေးလေးကိုပွေ့ကြည့်လို့အိမ်ကိုခေါ်လာခဲ့လိုက်တယ်ခွေးလေးကကြောက်ရွံ့နေသေးတဲ့ပုံစံလေးနဲ့ဖိုတူနောက်ကိုပါလာပါတယ်အိမ်ကိုရောက်တော့ခွေးလေးကိုမြေပြင်ပေါ်ချထားလိုက်တယ်မကြောက်နဲ့နော်ငါမင်းအတွက်ရေတောက်ဖို့ယူလာပေးမယ်ခဏစောင့်ဖိုတူကရေခွက်ကိုယူလာပြီးခွေးလေးရှေ့မှာချထားပြီးတယ်ခွေးလေးကမတောက်ရဲသလိုဖြစ်နေရဆိုတော့တောက်ပါငါမင်းကိုဘာမှမလုပ်ပါဘူးကွအချိန်နဲ့ကြာမှခွေးလေးကရေကိုစမ်းတောက်ပြီးနောက်တော့မှခက်မြင်မြန်တောက်နေတယ်အိမ်ထဲကနေဒေါ်ပြုံးထွက်လာတယ်ဖိုတူအမိုက်ဖြစ်ပြီဗလားဖြစ်ပြီမမေဒေါ်ပြုံးအိမ်ထဲကထွက်လာပြီးခွေးလေးကိုမြင်သွားတယ်ဟဲ့ဒီခွေးလေးကဘယ်ရလာလဲရွာထိပ်မိုက်ပုံနားမှာပါတနာလို့ခေါ်လာတာအမေကခွေးလေးနားကိုနီးနီးကက်ကက်တိုးလာတယ်တားရီခွေးလေးကဈေးကြီးမဲ့ပုံလေးနော်မြို့ကလာတဲ့ဧည့်သည်ကြီးကြံခဲ့တာနေမှာတကြီးကိုတော့တစ်ချက်သွားပြောထားလိုက်အောင်ပိုင်ရှင်လာရင်လာယူပါလို့ဟုတ်မမေဒါလည်းခွေးကြီးတွေကမှဆိုလို့ခေါ်လာတာပါပိုင်ရှင်လာရင်ပြန်ပြီးမှာပါလောလောဆယ်တော့ဒီခွေးလေးကိုခဏလောက်အိမ်မှာထားမယ်နော်အေးဟုတ်ပြီသားနောက်တနေ့မနက်မှာငပိန်နဲ့တုတ်ပေါ်တို့ဖိုးတူအိမ်ကိုရောက်လာပါတယ်ဟာခွေးလေးကချစ်စရာလေးနော်ဖိုးတူဘယ်ရထားလဲငါအမိုက်ပြင်းနဲ့အမိုက်ပုံသားလေးကကောက်ရထားတာကွဟုတ်လားတနာပါတယ်ခွေးလေးကမြို့ပေါ်ကခွေးလေးတင်နေအစားကောင်းစားမဲ့ပုံပဲခွေးလေးနင်ကကန်ကောင်းတာနော်ငါနဲ့တွေ့လို့ခွေးလေးကိုနာမည်ပေးလေဖိုးတူရဲ့ဖိုးတူကောင်းရလို့တော်သည်သူများနဲ့တွေ့ရင်လေရောင်စားခံရမှာတေးကြတယ်ဖိုးတူကတစ်ချက်စဉ်းစားလိုက်သည်နင့်ကိုလက်ကီလို့ခေါ်ရအောင်နော်ကန်ကောင်းတဲ့ခွေးလေးဆိုတော့လက်ကီကဖိုးတူရဲ့လက်ကိုနမ်းတယ်လို့လှုပ်လိုက်သည်အဲ့ဒီရဲ့ချင်းဖိုးတူမိကရောက်လာပြီးတော့ပြုံးနေတယ်ခဏလောက်ပဲခေါ်ထားမယ်နော်ဖိုးတူတကြီးကိုလည်းတွားပြောထားအောင်နော်ဟုတ်မမေတားခုပဲတွားပြောလိုက်ပါမယ်ဖိုးတူကခွေးလေးကိုလှမ်းပြောလိုက်တယ်ခွေးလေးဒီမှာခဏနေဦးနော်ဘယ်မှမသွားနဲ့သိလားဒီလိုနဲ့ဖိုးတူတို့လည်းအိမ်ကနေထွက်လာခဲ့လိုက်တယ်ဖိုးတူတို့တော့ရောက်လက်ကီကိုအိမ်ချန်ဝင်းထဲမှာထားခဲ့ပြီးတကြီးအိမ်ကိုရောက်လာလို့ဦးတကြီးတားပြောစရာလေးရှိလို့ပါဗျဘာကိစ္စလဲဖိုးတူရဲ့ပြောလေမနေ့ကရွာတိတ်အမိုက်ပုံနာမှာအိမ်မွေးခွေးလေးတစ်ကောင်တွေ့လို့ပါပိုင်ရှင်လည်းမတွေ့ဘူးခွေးကြီးတွေကဲ့မှာဆိုလို့အိမ်ကိုခေါ်လာပါတယ်ဗျဘာခွေးလေးလဲကွာအရွယ်စားအောင်ခွေးလေးကအိမ်မွေးခွေးလေးပါတကြီးမြို့ပေါ်ကခွေးနဲ့တူတယ်အသေးစားလေးပါဦးတကြီးသူဈေးကြီးတဲ့ခွေးဖြစ်မယ်ဦးတကြီးရဲ့ဒါဆိုရင်ရွာထဲမှာကြော်ညာပေးမယ်လေမြို့ကဧည့်သည်ကြီးကြံခဲ့တာဖြစ်နိုင်တယ်ပိုင်ရှင်လာရင်လည်းလာခေါ်လို့ရတာပေါ့ဟုတ်ကဲ့ဦးတကြီးဒါဆိုသားတို့ပြန်တော့မယ်နော်ကျေးဇူးတင်ပါတယ်ဗျဖိုးတူတို့ကရိုးသေးသေးပြောပြီးတော့အိမ်မက်ကိုပြန်လဲလာခဲ့ကြတယ်ညနေပိုင်းလေးတကူမှဖိုးတူကကျိုးလေးတစ်ချောင်းရှုံလာပြီးလက်ကီရဲ့လက်ပြီးမှပတ်ပေးလိုက်တယ်လက်ကီကပြောနေတဲ့ပုံနဲ့အမီးလေးကိုလှုပ်လှုပ်ပြီးတော့ပြေးနေတယ်လက်ကီလေးငါပြစ်ပေးတဲ့ဘောလုံးကိုဖတ်ဟိငပင်ကဘောလုံးကိုပြစ်လိုက်တော့လက်ကီကအမြန်ပြေးသွားပြီးလိုက်ပန်ပြတယ်ဟာတော်တော်လိမ္မာတိတတ်တာပဲလက်ကီလေးကလက်ကီလေးကဘောလုံးကိုဖိုးတူရဲ့ခြေရှိမှချပြီးတော့ထက်ကစားခြင်းတယ်လို့မောကြည့်နေတယ်လက်ကီကငါတို့နဲ့စော့ချင်နေရပဲအဲ့ဒီရဲ့ချင်းမိဝိုင်းမရောက်လာတယ်ဟဲခွေးလေးကချစ်စရာလေးပါလားဖိုးတူနေမွေးထားလားမဟုတ်ဘူးကငါကောက်ရထားတာဟုတ်လားပိုင်ရှင်မရှိဘူးပေါ့ဟုတ်တယ်တို့တွေဒီကိစ္စကိုဦးတကြီးဆိုတော့အကြောင်းကြားထားတယ်ဟာသူကလိမ်ပါတယ်ဟာပြောစကားလေးနားထောင်နေသူနဲ့မရလက်ကီတဲ့ခွေးလေးကမိဝိုင်းနားလေးသွားလိုက်တော့မိဝိုင်းကလက်ကီရဲ့ခေါင်းလေးကိုတတ်လိုက်တယ်
ခွေးလေးကချစ်စရာကောင်းလိုက်တာဟာဖိုးတူးရဲ့မကငပိန်မိဝိုင်းနဲ့တုပ်ပေါ်တို့ပါလက်ကင်းလေးကိုချစ်နေကြပါပြီဖိုးတူးခွေးလေးကိုခေါ်ထားတာအချိန်တော့ကြာခဲ့ပြီညကျောင်းဆင်းချိန်မှာဖိုးတူးကကျောင်းရှိတကားကနေထွက်လာချိန်လက်ကင်းကိုတွေ့လိုက်ချိန်လက်ကင်းကဖိုးတူးကိုမြင်တာနဲ့အမီးလေးကိုတားလှုပ်တယ်ဟေးလက်ကင်းမင်းလာကြိုးနေရလားကွလက်ကင်းကဖိုးတူးရဲ့ခြေထောက်နာမှာပျော်ရွှင်တယ်လို့လှည့်နေတယ်ဖိုးတူးမင်းခွေးမွေးထားလားမဟုတ်ဘူးဟိုတလုံးကငါအမိုက်ပုံနားလေးမှာတွေ့လို့ခေါ်မွေးထားတာဟုတ်လို့လားကွာပိုင်ရှင်ကိုပြန်မပေးဘူးလားငါဦးသက်ကြီးကိုပိုင်ရှင်လိုက်ပြန်ပြီးဖို့ပြောထားပြီးသားလေပြီးရောအဲ့ဒါဆိုလဲခွေးကိုလည်းသတိတောင်းငါတို့ကိုလိုက်ကိုက်နေမှာဖြစ်ငါခွေးကမကိုက်တတ်ဘူးကွဗါလေမင်းငါခွေးလေးရလို့မနာလို့နေရမဟုတ်လားဟာမနာလို့ကြလားကွခွေးဆိုတာကိုက်တတ်တဲ့အမျိုးသတိဆိုတာပိုတယ်မရှိဘူးလက်ကီးကဖိုးတူးပြီးမှကုတ်ကုတ်လေးနေလိုက်တယ်ခဏကြာမှတုတ်ပေါ်ငပိန်နဲ့မိဝိုင်းတို့ထွက်လာကြတယ်ဖိုးတူဘာဖြစ်နေရလဲဒီမှာလေဘိုးကြီးကငါခွေးကိုကိုက်တတ်တယ်လေဘာလေးနဲ့လာပြောနေတာဟုတ်လားဘိုးကြီးဖိုးတူရဲ့ခွေးကမကိုက်တတ်ပါဘူးကွပြောနိုင်မလားကွာခုလေငါသတိထားဖို့ပြောတာကဲပါဟဲ့ငါတို့ခွေးကိုငါတို့တာဝန်ယူတယ်ဦးတကြီးကိုလည်းပြောထားပြီးသားလာဖိုးတူတို့ပြန်ကြရအောင်ဒီလိုနဲ့ဖိုးတူတို့လည်းခွေးလေးကိုခေါ်လို့ပြန်သွားခဲ့ကြတယ်ဖိုးတူတို့ရွာလန်းတိုင်းလဲရှောင်းနိုင်နေလက်ကီးကပိုင်ရှင်လဲလာမခေါ်နော်မိခေါ်ထားပေးရတော့2လလောက်ရှိတော့မယ်ငါတို့ကလက်ကီးနဲ့ဆော်တာပြောနေရပြီဟာလာမခေါ်လဲကောင်းတာပဲအေးလေလက်ကီးကဘာကြွေကြွေအကောင်စားတာပဲအပေါ်မမကုံတာငါလိုပဲဟီဟီဖိုးတူကလက်ကီးကိုကြည့်လို့ပြောလိုက်တယ်လက်ကီးမင်းရဲ့ပိုင်ရှင်မလာရင်မင်းငါနဲ့အမြဲနေမှာလားလက်ကီးကနားလေတယ်လို့ဖိုးတူကိုမောကြည့်လိုက်တယ်တရတော့ဖိုးတူတို့နဲ့လက်ကီးရွာလန်းလေးတိုင်းရှောက်လာကြတယ်အဲ့ဒီအချိန်မှာလမ်းဘေးခြုံမိုးနောက်ကနေခွေးကြီးတကောင်ရုတ်တရက်ထွက်ပေါ်လာတယ်ခွေးကြီးတွေကလက်ကီးကိုမြင်ပြီးတော့ဟိန်းနေတယ်ဟာဘယ်ကခွေးကြီးလဲကွငပိန်ကဒုတ်ကိုကောက်ကင်လိုက်တယ်အမလီငါကြောက်တယ်နော်ခွေးကခရိုင်စစ်တော့ရမှာခွေးပုံကယူနေရပုံတော့မပေါ်ပါဘူးဟဲ့ခွေးရဟောင်းနေတော့လက်ကီးကကြောက်နေပြီပဲနောက်မဆုတ်ပဲအတန်ကျဲကျဲဟောင်းလိုက်တယ်အဲ့ဒီအချိန်မှာခွေးရရုတ်တရက်လက်ကီးစီခုံဝင်လိုက်တော့လက်ကီးကနောက်ကိုအလေးကျသွားတယ်ဟာလက်ကီးဖိုးတူနဲ့ငပိန်ကအလင်းမြန်ပဲခဲကောက်ပြီးခွေးကိုပြက်လိုက်တယ်နောက်တော့ခွေးလေးလည်းကြောက်ပြီးထွက်ပြေးသွားတော့တယ်လက်ကီးအဆင်ပြေလားဟိုတော်ပါသေးရဲ့ငါပြေးကြောက်လိုက်တာခွေးရလက်ကီးကိုတော့ရမ်းလို့နေရပဲဖိုးတူလည်းခွေးလေးကိုပွေ့ချင်လို့အိမ်ကိုပြန်ခဲ့ကြတယ်ဖိုးတူအိမ်ကိုရောက်တော့ဖိုးတူကအိမ်ရှိမှာသူ့ခွေးလေးကိုတရားရမြစစ်ဆေးနေတယ်ခြေထောက်ကတော့နည်းနည်းထိခိုက်သွားတာပဲဘာမှဖြစ်လို့တော့သည်အဲ့ဒီရဲ့ချိန်ဖိုးတူမိကရောက်လာတယ်ဟဲ့တောင်ဖိုးတူဘာဖြစ်လာတာလဲခွေးတကောင်ကလက်ကီးကိုရန်လာစားကြလို့မမီဟုတ်လားလက်ကီးကိုလည်းဂယူးဆိုင်ကိုယ့်ကိုလည်းဂယူးဆိုင်အောင်နော်ခွေးကရင်မလွယ်ဘူးတော့သားဟုတ်ကဲ့မီတာဂယူးဆိုင်ပါမယ်ဗျဖိုးတူမိလည်းပြောပြီးအိမ်ထဲပြန်ဝင်သွားတယ်နောက်တော့ဖိုးတူလည်းသူ့ခွေးလေးရဲ့ခြေထောက်ကိုပတ်တီးယူပြီးစီးပေးထားလိုက်တယ်အဲ့ဒီရဲ့ချိန်အိမ်ချမ်းဝင်းလေးကိုမိဝိုင်းတုပ်ပေါ်နဲ့ငပိန်တို့ဝင်လာကြတယ်ဟဲ့ဖိုးတူလက်ကီးချိန်နေဘလို့ရှိလဲဘာဖြစ်သွားသေးလဲတော်တော်ထိသွားလားအေးခြေထောက်တော့ထိသွားတယ်ဟာငါပတ်တီးစီးပေးထားလိုက်တယ်အဲ့ဒီအချိန်မှာပဲတကြီးနဲ့တူမြို့သားပုံစံဝတ်ထားတဲ့လူနှစ်ယောက်ဝင်လာတယ်ဟာဖိုးတူလူတွေလာပြီပိုင်ရှင်နေလားမသိဘူးနော်အေးနော်ငါတို့ဒီရွာမှာဒီလူတွေကိုတကားမှမမြင်ဘူးလက်ကီးကမြို့သားကိုမြင်တော့ပြေးသွားတယ်ချက်ကီနောက်ဆုံးတော့ငါချက်ကီလေးတွေ့ပြီဦးကလက်ကီးရဲ့ပိုင်ရှင်လားဗျဟုတ်ပါတယ်ဦးတို့အောင်မန်းရွာထိပ်မှာကားပြက်ခဲ့တော့ပျောက်သွားတာပါအဲ့တော့ကလိုက်ရှာသေးတယ်လုပ်ငန်းတစ်ဖက်နဲ့ဆိုတော့အချိန်များလို့လက်လျှော့ထားခဲ့တာဟိုတရက်ကမှဒီဘက်ကအသီးတယောက်ကချက်ကီနဲ့တူတဲ့ခွေးလေးတွေ့တယ်ပြောလို့လာပြန်ကြည့်တာပါဖိုးထူးတို့လည်းလက်ကီးကသူ့သခင်ကိုတွေ့တော့ခွေးရတော့မယ်ကိုတွေ့ပြီးဝမ်းနေနေကြတယ်လက်ကီးကဖိုးထူးဘက်ကိုလှည့်ကြည့်လိုက်တယ်လိုက်သွားလေလက်ကီးရဲ့မင်းသခင်လားခေါ်နေပြီချက်ကီလာသခင်စီကိုလာချက်ကီလည်းသူ့သခင်ကိုအခုမှတွေ့ရတော့သခင်စီကိုပဲပြေးသွားတယ်ကျေးဇူးတင်ပါတယ်တကြီးပြီးတော့ကျုပ်ခွေးလေးကိုစောင့်ရှောက်ပေးတဲ့ကလေးတွေကိုလည်းကျေးဇူးတင်ပါတယ်ကျေးဇူးဆက်တဲ့အနေနဲ့ကျုပ်ပေးတဲ့ပတ်စံလေးကိုလက်ခံပေးပါခွေးသခင်ကဖိုးထူးတို့ကိုပတ်စံပေးမယ်လို့တော့အိုးသားတို့ကိုပတ်စံပေးဖို့မလိုပါဘူးဗျသားတို့ကခွေးလေးကိုစေတနာနဲ့စောင့်ရှောက်ပေးထားတာပါအော်ဟုတ်လားဒီကလေးတွေကတော်သားပဲပတ်စံပေးတာတော့မယူကဲတကြီးကျုပ်ခွေးလေးလည်းပြင်ရပြီဆိုတော့ကျုပ်ကိုခွင့်ပြုပါကောင်းပါပြီဗျာခွ
ခွေးသက်ခင်လည်းတကြီးနဲ့ဖိုးတူးတို့ကိုနှုတ်ဆက်ပြီးခွေးလေးကိုခေါ်လို့ထွက်သွားခဲ့သည်။ကျောင်းမြတ်ချိန်မှာဖိုးတူးတို့အဖွဲလက်ကီရဲ့အကြောင်းပြောနေကြတယ်။ကျောင်းမြတ်ချိန်ဆိုလက်ကီကိုပိုတရိရတယ်ဟာ။ဟုတ်တယ်ဖိုးတူးဆိုပိုစိမ်မကောင်းဖြစ်ရမှာ။အေးပေါ့ကွာငါလည်းမတက်နိုင်ဘူးလေ။ငါကပိုင်ရှင်စစ်မှမဟုတ်တာ။ငါသာဆိုပြန်မပေးဘူး။ခေါ်ထားရတာကြာလာနေပြီ။ငါတို့လည်းဦးသက်ကြီးကိုပိုင်ရှင်ပြန်တွေ့ရင်ပြန်ပြီးမယ်ပြောထားတာ။ဟုတ်တယ်ဟာပြီးတော့ခွေးလေးကလည်းသူ့တခင်ကိုတွေ့တော့လိုက်ချင်ရှာတာပဲ။သူကငါတို့တက်သူ့တခင်ကိုပို့ခင်ပါတယ်ဟာ။သူ့ဘာသာလိုက်သွားတာငါတို့ဝမ်းနဲ့မနေပါနဲ့တော့။တရတော့ညတညမှာမိုးကချိန်ကမို့တဲကြီးမဲကြီးရွာကြတယ်။ဖိုးတူတယောက်အိမ်ငယ်ထဲမှာစားအုပ်ဖက်ပြီးကွေးနေပါတယ်။အဖေနဲ့မိကအဲကန်းမှာစကားပြောနေကြတယ်။အဲ့ဒီအချိန်မှာခြံတကားကိုလာကုတ်တန်ကိုကြားလိုက်ကြပါတယ်။ခြံရှိကဘာတန်လေးကွ။ထားကြည့်လိုက်ပါဦးဘာကောင်ကတ်လဲမသိ။ဦးသိန်းကထသွားပြီးကြည့်လိုက်တယ်။ဦးသိန်းကခွေးလေးကိုမြင်တော့အံ့ဩသွားတယ်။ဖိုးတူရေဖိုးတူလက်ကီးရောက်လာတယ်ကွ။ဖိုးတူကလက်ကီးဆိုတဲ့အတန်ကိုကြားလိုက်တော့ချက်ချင်းအိယာတွေကနေပြေးထွက်လာတယ်။ဖိုးတူကြည့်လိုက်တော့မိုးရတွေမှာဆိုရွှဲနေကြတဲ့ခွေးလေးလက်ကီးကိုတွေးလိုက်ကြတာပါ။ဖိုးတူကလက်ကီးကိုကြည့်ပြီးတော့ငိုနေမိပါပြီ။ငါမင်းကိုလွမ်းနေရလက်ကီးအသိရလား။ဒါဟိမိုးရီရွာနေရဲ့ခွေးလေးကိုခေါ်ပြီးခန်းထဲကိုဝင်တော့ဟုတ်ကဲ့ပြီ။ဖိုးတူလည်းခွေးလေးကိုပွေ့ကြည့်လို့အိမ်ထဲကိုဝင်သွားခဲ့တယ်။ရွာလေးကတကြီးအိမ်မှာလူဆုံနေပါတယ်။ဒီခွေးကသူ့ဘာသာသူပြန်လာတာဆိုတော့ကျုပ်တို့လည်းမတက်နိုင်ပဲခေါ်ထားတာပါ။ဒါကြောင့်ဒီတကတေချာခေါ်ပြီးတော့ထိမ့်သိမ့်ပေးပါနော်။ခလေးဖေနဲ့မိရပါတောင်းဆိုထားလို့ပါ။ဟုတ်ကဲ့ပါ။ကျွန်တော်တို့ကတပြေကုန်းဘက်အသွားလမ်းမိခဏရက်တော့ခုံဆင်းသွားတာမသိလိုက်လို့ပါ။လက်ကီကိုတေချာခရူးဆိုင်ပါဦးလေ။သူ့ကိုနောက်ထပ်မပြောက်စီခြင်း။ဟုတ်ပါတယ်လက်ကီကိုတေချာထိပါ။ကျမသားလေးကသူ့ကိုတန်ဟောစင်တွေရှာတော့ခလေးခင်ဗျခဏစိတ်ထိခိုက်ရှားလို့ပါရှင်။ဟုတ်ကဲ့ကျွန်တော်ဒီနေ့လာတာကမောင်ဖိုးတူးလေးကိုကျွန်တော်ဂျက်ကီကိုအပိုင်ပေးဖို့လာတာပါ။ဟမ်တကယ်လား။ဦးလေးတကယ်ပြောရလားဗျ။ဟုတ်တယ်မောင်ဖိုးတူး။ဒါကဂျက်ကီကိုတန်ဟောစင်ရှိတယ်လို့ဂျက်ကီကလည်းတားကိုတန်ဟောစင်ရှိနေတာ။ဦးလေးသိလိုက်ရလို့ပါ။ဒါဆိုလက်ကီကဖိုးတူးရဲ့ခွေးလေးဖြစ်သွားပြီပေါ့နော်။ဟေးလက်ကီမင်းကငါတို့ဖွဲ့ဝင်ဖြစ်ပြီနော်။ဟုတ်တယ်ငါတို့ကစားဝတော်တိုးလာပြီပျော်လိုက်တာ။တားကိုခွေးလေးကိုပေးရတဲ့အတွက်ဦးတို့ကိုကျေးဇူးတင်ပါတယ်ဗျ။တားဒီခွေးလေးကိုအမြဲစောင့်ရှောက်ပေးပါမယ်။ဂျက်ကီလည်းကလေးတို့ကိုလွမ်းနေရှာတင်နေအိမ်မှာငေးတင်းငိုင်တိုင်းနေအခုမှဂျက်ကီလေးပျော်ရွှင်သွားလက်နေရမြင်ရတော့တယ်။တရိတ်ဆန်လေးတွေကသူတို့ပြောမှနေချင်ကြတာတဘာဝပါပဲ။ကျုပ်တောင်သူတို့ကိုကြည့်ပြီးခွေးလေးတကောင်တော့အိမ်မှာမွေးထားရမလားလို့။ကဲကျုပ်လည်းခွေးလေးကိုအပိုင်ပေးပြီးပြီဆိုတော့ကျုပ်ကိုခွင့်ပြုကြပါဦးနော်။နောက်လေအောင်မန်းရွာကိုကျုပ်မကြလာလေပါမယ်။ခွေးသက်ခင်လည်းဖိုးတူအဖွဲကိုမိတ်ဆက်ပြီးပြန်သွားခဲ့တော့တယ်။အိမ်နေရဖိုးတူအဖွဲပျော်ပြီးလက်ကီးလေးနဲ့အတူအကြာကြီးစော်ကစားနေခဲ့ကြတယ်။